ကမ္ဘာကလက်ချန်ပီယံကြီးတို့စပိန်ဘီလူးကြီးတွေကိုအိမ်ခေါ်ပြီးဆုံးမလိုက်ပြန်ပါပြီ။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ11 Day Sport Channel ကကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ဒီတစ်ပတ်ချန်ပီယံလိညာချမ်းတွေကတော့နှစ်ပတ်အကြာဝေးကွာနေတဲ့ဘောလုံးပိတ်သက်တွေအတွက်ပွဲကောင်းတွေနဲ့စောင့်ကြိုလို့နေခဲ့ပါတယ်။ဒီအထဲမှာတော့ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ချက်စီအသင်းနဲ့မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်တွေလည်းပါဝင်ခဲ့ပြီးမန်ချက်စတာစီးတီးအသင်းကတော့လီဗာပူးလ်အသင်းကိုအိမ်ကွင်းမှာလက်ခံကစားခဲ့ရပြီး2 ဂိုးအပြည့်နဲ့ဂိုးပြတ်ရှုံးနေသွားခဲ့ရပါတယ်။ဒါပေမဲ့လန်ဒန်မြို့ရဲ့ဂုံဆောင်ကမ္ဘာကလပ်ချန်ပီယံကြီးချက်စီအသင်းကတော့စပိန်မှာစွာကျဲလုပ်နေတဲ့ဘာစီလိုနာအသင်းကိုအိမ်ကွင်းကိုခေါ်ပြီး3-0နဲ့အပြတ်တီးပြီးဆုံးမပေးလိုက်ခဲ့ပါတယ်။ကမ္ဘာအကောင်းဆုံးလူငယ်ကစားသမားဖြစ်သူလို့ရွှေဘောလုံးဆုအတွက်တစ်ပြေးနေပါတယ်ဆိုတဲ့လမိုင်းရမယ်တယောက်တောင်ဘာဆိုဘာမှလုံးလိုက်ရခြင်းမရှိပဲလန်ဒန်ကညီမလေးတို့ရဲ့အပြုစုအယူဝါတွေအောက်မှာကြောင်ပြောက်သွားခဲ့ရပါတယ်။တယောက်အထုတ်ခံလိုက်ရလို့နိုင်သွားတာပါလို့ highlight ကြည့်ပြီးပြောတဲ့သူတွေကတော့ပြောကြမယ်ဆိုပေမဲ့တယောက်အထုတ်မခံလိုက်ရခင်ကတည်းကချက်စီအသင်းကဂိုးတွေခဏရရှိခဲ့ပြီးအန်ဆိုဖာနာဒက်နဲ့အန်ဒရယ်ဆန်တိုတို့ရဲ့ဂိုးတွေကပဲပြတ်မခံလိုက်ရရင်စပိန်ဘီလူးကြီးတွေမအီမသားနဲ့ရှက်ပွယ်ရှုံးနေသွားရမှာဖြစ်ပါတယ်။လန်ဒန်ကညီမလေးတို့ဟာဥရောပမှာဖလားတွေဇက်တိုက်ယူနေပြီးခြေစွမ်းတွေထက်လာပါတယ်ဆိုတဲ့ PSG လိုအသင်းကိုတောင်သူတို့ရဲ့အကောင်းဆုံးအချိန်မှာအနိုင်ယူပြီးကမ္ဘာချန်ပီယံဆုကိုတောင်ယူထားနိုင်ခဲ့တာမဟုတ်ပါလား။နောက်တစ်ချက်ကတော့ရာသီအစမှာခြေစွမ်းတွေရိမ့်ရိုင်နေပြီးအသင်းရဲ့အဓိကကစားသမားဖြစ်သူပါမာတယောက်မပါဝင်နိုင်တဲ့အချိန်ဒီမှာတောင်ပရီးမီးယားလိဂ်မှာအဆင့်2နေရာကနေစင်ပြန်ကြီးတို့ကို6မှတ်ကွာကနေဖိအားပေးထားနိုင်ခဲ့သလိုအခုလေစပိန်ကလပ်ဘာစီလိုနာအသင်းကိုလည်းပြက်သားနဲ့အနိုင်ယူနိုင်ခဲ့ပြန်ပါတယ်။ဒီပွဲစဉ်မှာချက်စီအသင်းဟာအဖက်ဖက်ကအသာစီးယူကစားနိုင်ခဲ့ပြီးဘာကိုမှကြောက်လန့်မနေပဲကိုလှုပ်တဲ့လှုပ်ထိုက်တာကိုပဲအကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ဆိုရပါမယ်။ဒီလိုပုံစံကောင်းတွေကြောင့်6မှတ်သာကွာဟချက်ရှိနေတဲ့ဇယားထိတ်ကစင်ပြန်ကြီးတို့မျက်ခုံးလုံနေမှာတေချာပြီးစောင်းမဝင်ဖို့စူတောင်းရတော့မှာဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာကြည့်ရှုအားပေးခဲ့တဲ့ဘောရာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ